ဟုတ်ပါရဲ့တာလီဆိုပါရှင်မီဒီဟုတ်ကဲ့မင်္ဂလာပါခင်ဗျကျွန်တော်ဒီ MC YouTube Channel အကောင့်မှာကျွန်တော်ကြိုဆိုလိုက်ပါရနော်ကျွန်တော်နဲ့အတူတူတရုတ်စကားပြောလေ့လာကြည့်အောင်တရုတ်စကားပြောဆိုလို့ရှိရင်ကျွန်တော်ဒီနေရာတိုင်းနိုင်ငံတိုင်းပေါ့နော်ဒီတရုတ်စကားပြောကဆိုလို့ရှိရင်မတတ်မဖြစ်ဘာသာစကားတစ်ခုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီလူမှုရေးဖြစ်ဆက်ဆံရေးပေါ့နော်ဒီအလုပ်လုပ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်လာစာကောင်းကောင်းနဲ့ရတဲ့အတွက်ကြောင့်တရုတ်ဘာသာစကားမသိမဖြစ်မတတ်မဖြစ်ဘာသာစကားတစ်ခုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နဲ့အတူတူလေ့လာကြည့်အောင်နော်ကျွန်တော်နံပါတ်1ကဆိုလို့ရှိရင်မင်္ဂလာပါဆိုလို့ရှိရင်您好您好您好ဆိုလို့ရှိရင်မင်္ဂလာပါเนาะနံပါတ်2ဆိုလို့ရှိရင်ကျွန်တော်နေကောင်းလား您好吗您好吗နေကောင်းလားလို့ပြောလို့ရတယ်เนาะနံပါတ်3ကဆိုလို့ရှိရင်ကျွန်တော်မင်းနာမည်ဘယ်လိုခေါ်လဲ你叫什么名字你叫什么名字你ဆိုလို့ရှိရင်ခမရပေါ့เนาะမင်း叫ဆိုလို့ရှိရင်ခေါ်တာ什么ဆိုလို့ရှိရင်ဘာလဲ名字ဆိုလို့ရှိရင်နာမည်မင်းနာမည်ဘယ်လိုခေါ်လဲဆိုလို့ရှိရင်你叫什么名字မင်းနာမည်ဘယ်လိုခေါ်လဲလို့ပြောလို့ရတယ်เนาะဒါကဘယ်လောက်ကြလဲဆိုလို့ရှိရင်这个多少钱这个多少钱这个ဆိုလို့ရှိရင်ဒီဟာ多少ဆိုလို့ရှိရင်ဘယ်လောက်လဲ钱ဆိုလို့ရှိရင်ပစ္စံပေါ့เนาะဒါကဘယ်လောက်ကြလဲဆိုလို့ရှိရင်这个多少钱ဒါကဘယ်လောက်ကြလဲလို့ပြောလို့ရတယ်เนาะနောက်ဆုံးတစ်လုံးဆိုလို့ရှိရင်ကျွန်တော်မင်းနဲ့တွေ့ရတာအရန်ဝမ်းသာတယ်ဆိုလို့ရှိရင်认识你很高兴认识你很高兴认识ဆိုလို့ရှိရင်ကျွန်တော်သိကြွတာပေါ့နော်你ဆိုတာမင်းဟင်ဆိုလို့ရှိရင်အရန်ပေါ့နော်高兴ဆိုလို့ရှိရင်ဝမ်းသာတယ်မင်းနဲ့တွေ့ရတာဝမ်းသာတယ်ဆိုလို့ရှိရင်认识你很高兴认识你很高兴လို့ပြောလို့ရတယ်เนาะကျွန်တော် MC ကနေမှာကျွန်တော်နေ့တိုင်းတရုတ်စကားပြောကိုသင်ကြားမျှဝေပေးတာမှာဖြစ်ပါတယ်เนาะဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်เนาะ